အခုကျွန်တော်ရောက်ရှိနေရတော့မြေပုံမဲ့အငူကန်းကျယ်ကိုရောက်ရှိနေတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ဘာလေးကိုမျှဝေကျင်လဲဆိုတော့ flying the board လို့လက်လွတ်ဖို့ကျွန်တော်ဒီနေရာမှာမျှဝေချင်ပါတယ်အဲ့တော့ flying the board ကအချိန်ဟုန်းနဲ့တိုက်ခတ်လာရုံနဲ့လေသူတို့ရဲ့မလိုအပ်တဲ့အရာတွေကိုလက်လွတ်သွားတာဖြစ်ပါတယ်အဲ့ဒီလိုပုံစံမျိုးပဲကျွန်တော်ရဲ့ဘဝမှာလည်းပဲစတဲ့ကြမှုတွေစိတ်ဖြစ်စီးမှုတွေဖြီးအားတွေဝင်းနဲ့ပူဆွေးစရာတွေပေါကတွေပန်ပြရတယ်အဲ့တော့တချို့တော့ဓာတ်တွေကိုကျွန်တော်တို့ဟာ flying the board တွေကိုလိုပဲလက်လွတ်ဖို့လိုတယ်အဲ့ဒီလိုပုံစံမျိုးပဲကျွန်တော်တို့တွေဟာစိတ်ကြမှုတွေစိတ်ဖြစ်စီးမှုတွေဖြီးအားတွေမကောင်းတဲ့အပြောဆိုတွေမကောင်းတဲ့အပြုမှုတွေမကောင်းတဲ့အတွေးခေါ်တွေအယူဆတွေဝန်းရစ်စရာတွေဒီအရာတွေကိုကျွန်တော်တို့ကနေရာပေးထားမယ်ဆိုရင်ကျွန်တော်တို့ဘဝမှာလည်းအသစ်အသစ်တော် flying လုံးတွေကအသစ်အသစ်တော် flying လုံးတွေနဲ့အသစ်အသစ်တော် flying လုံးတွေနဲ့တူတဲ့အခွင့်အလန်းတွေအခွင့်အရေးတွေနဲ့ရွေးချယ်ရမှာဒါကြောင့် flying လေးတွေလက်လက်ပါလို့ပြောရတယ်အဲ့တော့ဒုတိယတစ်ချက်ကတော့ကန်းဆက်ပြင်လို့ပဲကျွန်တော်တို့ရဲ့ဘဝမှာချက်ခိုင်မှုတွေနဲ့ဒီစောက်ထားပါတယ်အဲ့တော့ flying board တွေဟာဘလောက်ပဲပြင်းပြင်းသူ့ရဲ့ကန်းဆက်ကိုရိုက်ခတ်ပါစေအဲဒီကန်းတစ်ဖက်ကိုကြော်သွားဖို့အတွက်အရင်ကခက်ခဲတာဖြစ်ဆိုတော့အဲ့လိုပုံစံမျိုးပဲကျွန်တော်တို့ဘဝမှာလည်းလောမန်ရဲ့ရိုက်ချက်တွေကိုချက်ချက်ခံဖို့ဘဝမှာအခက်အခဲတွေပြဿနာတွေစိန်ခေါ်မှုတွေကိုချက်ချက်ခံဖို့လိုအပ်ပါတယ်ဘဝမှာမိမိလိုချင်တဲ့လက်လာဖတွေစသဖြင့်ရှုလို့စုံကနေဆွဲဆောင်နေပေမဲ့လည်းမိမိရဲ့တန်ဖိုးတွေကိုချင်းတရားတွေကိုကန်းဆက်ပြီးလို့ပဲခိုင်မာနဲ့ resilient ကြက်ခံပြီးတော့ကြက်ခံပြီးတော့ကျွန်တော်တို့ဟာဘဝကိုတိဆောက်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဒုတိယချက်အနေနဲ့ပြောကြလို့အဲ့တော့တတိယချက်အနေနဲ့ကတော့တဲတောင်ပြင်းနေလို့စက်ပြန်ပါလို့ကျွန်တော်ပြောချင်အဲ့တော့တဲတွေမှာခြေရာတွေထင်သွားပြီးတိုင်အောင်တဲတွေမှာအင်းခွက်ချမ်းခွက်တွေဖြစ်သွားပြီးတိုင်အောင်တစ်ဖက်ကတိုင်းဘိုးတွေနဲ့ရိုက်ခတ်သွားတဲ့အခါမှာအဲဒီတဲတောင်ကျန်နေတဲ့တဲပုံစံတွေချမ်းခွက်တွေခြေရာတွေဟာပျောက်သွားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုပုံစံမျိုးပဲကျွန်တော်တို့ဘဝမှာလည်းပဲအမှားတွေကိုကျွန်တော်တို့ဘဝမှာလုပ်ခဲ့တဲ့အမှားတွေကိုသေဆုံးသွားမနေဘူးအရေးကြီးပါအဲ့တော့လူတိုင်းကတော့မှားတတ်တယ်အဲ့တော့အဲ့ဒီအမှားသူတို့ညာလည်းပဲဘဝမှာဘလို့မှပြုပြင်ပြောင်းလဲလို့မရတဲ့အမှားတွေရှိတယ်အဲ့တော့ကျွန်တော်တို့အမှားတွေကိုသေမသွားမိဖို့လိုတယ်ဒီအမှားတွေကိုသေသွားမိပြီဆိုရင်ကျွန်တော်တို့ဟာအနာဂတ်နေ့ရက်တွေအသစ်သစ်သောအခွင့်အလန်းတွေကလည်းပဲအဲ့လိုအမှားတွေကိုသေဆောင်သွားတဲ့အခါမှာဆုံးရှုံးသွားမှာဖြစ်တယ်။ဒါကြောင့်တဲတောင်ပြင်းနေလို့လဲကျွန်တော်တို့ကအမှားတွေကိုသေဆောင်မသွားဖို့လိုတယ်။အဲ့လိုအမှားတွေကိုသေဆောင်သွားမယ်ဆိုရင်အသစ်သစ်သောအခွင့်အလန်းတွေနဲ့ဆုံးရှုံးမှာဖြစ်ပါတယ်။အမှားတွေမှာတဝေးလေးနေတာနဲ့လေပြောချင်တယ်။အဲ့နောက်ဆုံးတစ်ချက်ကတော့ငြိမ်သက်နေတဲ့ရေပြန်ကြေလိုပဲကျွန်တော်တို့ဘဝမှာချက်သုံးဖို့လိုအပ်ပါတယ်အဲ့တော့ silent မှာဘာရှိလဲဆိုတော့ power ရှိတယ်ဒါကြောင့်လည်းမြန်မာနိုင်ငံမှာအတန်တိတ်တပိတ်ဆိုပြီးတော့တနိုင်ငံလုံးကတော့အိုးကျင်းနဲ့လောက်ကြဖြစ်တနိုင်ငံလုံးကအတန်တိတ်တပိတ်ကိုဆင်နွှဲတယ်အကုန်လုံးတိတ်ဆိတ်နေတယ်လမ်းတွေမှာလူမရှိဘူးဈေးဆိုင်တွေမဖွင့်ဘူးအကုန်လုံးတကားတွေပိတ်ထားတယ်ဈေးတွေတကားတွေပိတ်ထားတယ်ဒါပါလဲဆိုတော့ silent ဆိုတဲ့တိတ်ဆိတ်ခြင်းမှာ power တွေရှိတယ်အဲ့လိုပုံစံမျိုးပဲကျွန်တော်တို့ဘဝမှာလည်းငြိမ်သက်တဲ့ရေပြန်ကြေလိုကျွန်တော်တို့ဘဝမှာ silent power ကိုအသုံးချဖို့လိုအပ်ပါတယ်။တကယ်ညီသက်နေပြီဆိုရင်မကြခင်မုံလိုင်းတွေလာတော့မယ်ဆိုတော့သဘောရိုက်ရှိ။အဲ့တော့သိစိတ်ချင်းမှာ power ရှိ။အဲ့ကျွန်တော်တို့တွေကကျွန်တော်တို့ဘဝမှာတစ်ခါတလေမှာကျွန်တော်တို့ကအနားယူဖို့လိုအပ်တယ်။ energy တွေကိုတိစောက်ဖို့လိုတယ်။အနားယူဖို့လိုအပ်တယ်။ကျွန်တော်တို့ရဲ့အတွေးခေါ်တွေအယူအဆတွေကျွန်တော်တို့ရဲ့ physical ရရော mind power ရရောကျွန်တော်တို့ကအနားယူခြင်းအပြင်တစ်ခါဒီအချက်ကိုစောင့်စည်းပြီးတော့ရေပြန်ကြေလိုပဲတိတ်ဆိတ်ငြိမ်သက်စွာနဲ့ကျွန်တော်တို့က silent power အသုံးပြုနေဆိုတောင်းပေါ်နဲ့ရက်လိုက်ဖန်တီးနိုင်မှာဖြစ်တဲ့ဆိုတော့ပြောကြရင်ကျွန်တော်ဆုံးဖြတ်လိုက်ရ